အခုအာတီတောက်လူတွေဘာလို့ဆဲနေရလူမရှိလို့လေမင်းလူဝဲတာမှန်တယ်လွယ်ဆုံးအလွယ်ဆုံးပြုပြင်မွမ်းမံမှုလုပ်ဖို့အသင်းဒီကျွန်တော်ပြောပြမယ်အာဆင်နယ်အာဆင်နယ်အားပေးလာတဲ့တက်တန်းမှာလေအဆင့်20ကိုရောက်ဘူးတဲ့ကျွန်တော်ပြောတဲ့စကားကိုပြောလိုက်ပြောပါပြီ3ပွဲကစားပြီးတော့3ပွဲကစားပြီး3ပွဲရှုံးပြီးအဆင့်20ရောက်သွားပြီးပြီဒါပေမဲ့ငါတို့အသင်းငါတို့အဲ့လိုအကြာကြီးမကြည့်ရအောင်မှန်တယ်မင်းတို့လိုလဲငါတို့ချန်ပီယံလိလည်းမရဘူးဒါပေမဲ့ဒီလောက်လဲဟိုလူတိုင်းဝိုင်းဟာတာလုပ်တဲ့တန်လည်းမခံဘူးအဲ့တော့ကျိုးဆွဲလာမိုရင်ကြောင့်မလို့ပါလာတော့မိုရင်ကြောင့်ငါတို့ကရောက်เสียမလို့အခုနလက်မှတ်တွေဈေးတိုးပြီးတောင်းတယ်ဆိုတာငါတို့စောက်လို့ငါတို့ကကွင်းထဲသွားပြီးလက်မှတ်နဲ့ဘောလုံးပွဲကြည့်ရင်လက်မှတ်တွေပေးရတယ်ပတ်စံတွေပေးရတယ်အဲ့ပတ်စံတွေပေးတဲ့ပတ်စံတွေအားလုံးကအသင်းရရတယ်အသင်းကနေပြန်ပြီးငါတို့ပြန် entertain လုပ်ရတယ်တဘောပေါက်တယ်မလား Manchester United ဆိုတဲ့ brand အကြီးကဟိုဘယ်လိုပြောရမလဲဆိုတော့ brand အကြီးကဒီ brand ဒီကဘာမှာ Champion League ယူခဲ့တယ်ဘာညာဆိုအခုဆိုလို့ရှိရင်10နှစ်သားကလေးကိုသွားပြောရင်ခမ10နှစ်သားကလေးမမြင်ဘူးတော့အာဆင်နယ်အသက်20ရွယ်ရှိတဲ့ကောင်လေးတယောက်ကအာဆင်နယ်ချန်ပီယံဆိုတာ तू မမြင်ဘူးဘာဖြစ်လဲ तू အသက်တန်းတစ်လျှောက်လုံးမှာ Premier League မရဘူးမန်ယူဒီ10နှစ်သားတန်းလျှောက်မှာမန်ယူလည်းဘာမှမရဘူး Premier League လည်းမရဘူးအဲ့တော့ဒီလူတွေကိုအဲ့လိုတမိုင်းပြောက်သွားမယ် Nottingham Forest လို့ဖြစ်သွားမယ် Aston Villa လို့ဖြစ်သွားမယ်အဲ့ဒါ Champion League ဝင်တာတွေသိတယ်မလားတဘောကအာဆင်နယ်ဆိုလို့ရှိရင်အခုနှစ်20ရှိပြီနောက်ရင်းပြောင်းရင်းနဲ့နှစ်20ဖြစ်သွားပြီဒါတွေကနောက်လို့မရကိုပြောနိုင်ပြောချင်တဲ့ပုံစံကကျွန်တော်သိတယ်ကိုပြောနိုင်ပြောချင်တဲ့ပုံစံကဟုတ်ပြီကိုဝင်ကြီးကောက်ရတယ်မင်းတို့တိုးကောက်ချင်တယ်အဲ့တိုးကောက်တဲ့အနောက်ပိုင်းမှာမင်းတို့ဘာလုပ်ပေးမလဲတိတ်တိတ်ကြကြပြိပတ်ကိုချပေးငါတို့ကိုဝင်ကြီးတိုးကောက်တယ်ကွာငါတို့အတင်းလို့ investment ငါတို့သိရမလားဟိုဥပမာပြသိတာ win situation တစ်ခုကိုပြဗျာ win situation တစ်ခုကိုအာဆင်နယ်ထက်လွယ်တာအာဆင်နယ်ပဲဗျာသိတယ်မလားအခုအာတီတောက်လူတွေဘာလို့ဆဲနေရလူမရှိလို့လေမင်းလူဝဲတာမှန်တယ်လွယ်ဆုံးအလွယ်ဆုံးပြုပြင်မွမ်းမံမှုလုပ်ဖို့အသင်းဒီကျွန်တော်ပြောပြမယ်အာဆင်နယ်ကိုပြောနိုင်လို့ကိုမင်းတို့အခုမေးလာဟုတ် Manchester City 7-1နဲ့နိုင်မလားဆိုလို့ရှိရင်အဲ့ပွဲကိုနိုင်မလားမနိုင်ဘူးလားကိုပြောနိုင်လို့ပြောလို့မရဒါပေမဲ့နိုင်ဝါတော့မှပြောလို့ရတာနိုင်ဝါမှပြောလို့ရတာဆိုလိုတာဗျာခင်ဗျာသိလားအသင်းကိုကြစ်ကြစ်လစ်လစ်နဲ့လေဟိုပြောရမယ်ចောင်းပေါင်းစုံပွဲပုံစံမျိုးလူ25ယောက်နဲ့တွားလို့မရဘူးခင်ဗျာကျွန်တော်ရှင်းပြမယ်စီးရီးရဲ့အသင်းတွေရဲ့လူ squad ကိုသိလားလူ squad ဆိုတာအများကြီးဟိုဘယ်လိုပြောရမလဲဆိုတော့လူကောင်းကောင်းနဲ့အများကြီးရှိနေကြတယ်မလို့အဟတွေကိုတုံးတက်ဖို့လဲလို့ဟိုအင်တာမီလန်နောက်တန်းမှာကြည့်လိုက်အောင်ဘယ်သူကပုံမှန်စော့နေရလဲကြည့်ဘယ်သူကစော့နေဥမာ AC မီလန်မှာဘယ်သူဝယ်တယ်ဘယ်သူရောင်းတယ်ကျွန်တော်တို့စိတ်တောင်မဝင်စားတော့ squad depth ကလိုအပ်တယ်ဒါမီယန်လိုပလေယာအခုထိဘာလို့စော့လို့ရနေလဲသူတို့အရှင်မှာလိုအပ်နေသေးတယ်သူတို့တုံးနေသေးတယ်ကျွန်တော်တို့အသင်းမှာဆယ်လီဘာဂက်ဘရီယယ်မရှိရင်အခုတိတ်ပြီပြီးသွားပြီချန်ပီယံလိတောင်မဝင်ဘူးသိလားအခုရှေ့တန်းကျိုးတယ်လို့မျိုးဆယ်လီဘာဂက်ဘရီယယ်ကျိုးကြည့်ချန်ပီယံလိတောင်မဝင်ဘူးဘာဖြစ်လို့လဲဆိုတော့ခမည်းအနေနဲ့ကဟိုဘယ်လိုပြောမလဲဆိုတော့နက်ကွန်းနေကိုးကွယ်တဲ့အထာတွေဗျာဒီရုပ်ထုကြီးတွေရှင်းရပြီဆိုတဲ့အထာတွေအဲ့လိုမှမရတာကျွန်တော်အခုပြောတဲ့ပုံစံကခမည်းကိုလက်မှတ်ပို့ပေးမယ်ခမည်းဘာလုပ်ပေးမလဲချန်ပီယံလိမှာလည်းအခုတက်ပြီဗျာကွာတာပတ်စံ investment တွေတက်လာပြီဟုတ်တယ်မလားအေးကျွန်တော်နားလဲတာတော့ရှာဖတ်ရင်ရှာဖတ်ဒီကောင်နေအမျက်တော်ရရနော်တန်း600ကျော်လာအမျက်တော်ရမယ်ဒီ January မှာ transfer မလုပ်တာပါလဲဆိုတော့ဟို voucher မဖွင့်ကျင်လို့ဗျာနှစ်သက်မှာသိလားနှစ်သက် voucher မဖွင့်ကျင်ကြအောင်ဒီမှာနှစ်ကဒီ January မှာ voucher မဖွင့်တောင်းတန်းရောင်းဝယ်မလုပ်ချင်အခုနပြောသလို Arsenal လောက်လွယ်လေးဟိုပြောင်းလဲမှုလုပ်ရတာလွယ်လေးအခု Man City သုံးတဲ့ပတ်စံဗျာဥပမာတန်း200 January မှာကျွန်တော်တို့သုံးလိုက်ခမ73မှတ်กว่าခဲ့ကျွန်တော်ခမဖက်နဲ့ပါလာရသိလားတိုက်စစ်မှုဟုတ်ွယ်လိုက်ခမ73မှတ်กว่าရင်ဒီလူပဲဒီဟာပဲဒီအာဒီတာပဲဒီကစားကွက်ပဲခမအဲ့လိုဝယ်ပြီးတော့အဲ့လို world class တရားအီဆက်ကိုဝယ်လိုက်အီဆက်တိုက်စစ်မှုတရားပဲ striker တရားပဲဟုတ်ကျွန်တော်ပြောရင်ဗျာအီဆက်ကမှမလာတာကဲကောင်းပြီ Sesco ကမှမလာတာ Guaycaras ဝယ် Guaycaras ကမှမလာတာ Rafaelio ဝယ်နောက်ဆုံးမလာရင် AC Milan ခေါ်သွားတဲ့ Jimenez ကိုဝယ်သိလားဥပမာပြောပြတာခင်ဗျနောက်ဆုံးမရဘင်ဇီမာကိုတော့ခေါ်လာပြီးခဏရက်ခိုင်းတာဘင်ဇီမာခဏရက်နေပြီဆိုပြီးရက်နေပြီဘာမှမလုပ်နဲ့ဆိုပြီးဥပမာပြောပြတာအေးဒါပေမဲ့မလုပ်ဘူးဘာလို့လဲသိလားအာဆင်နယ်အရန်ကြောက်တာ transfer ကြေးမဟုတ်ဘူးလာစာကိုအရန်ကြောက်တယ်သိလားလာစာကိုအရန်ကြောက်တယ်လာစာကောင်းကောင်းမပေးနိုင်ပေးခြင်း quality player တွေကလာစာခမရရင်းရမှာပဲဗျာထားပါတော့အဲ့လိုမျိုးပဲ Manchester United ကိုကြတော့ကျွန်တော်မြင်တဲ့အမြင်ကအဲ့ဒါနော်ကျွန်တော် delivery ရောက်တာလားကြည့်ပြီကိုပြောပြီးတဲ့ဘာဘူးဖလားရိုက်ပြီလို့ပြောလို့ရလားဟုတ်ဒီအချိန်ကတော့ကျွန်တော်တို့80ရာခိုင်နှုန်း Premier League က80မဟုတ်90လောက်ပြောတာပေါ့73မှတ်ကိုပါအဲ့တော့မှဘာမရရင်က
slot ကိုချက်ချင်းဆက်လိုက် ဟုတ်လေကိုမရစရာလဲမရစရာလဲမရှိတော့ဘူးကွာ 6ပွဲနိုင်ဖ မရ လား စရာလဲ